ပုံစွမ်းလောင်းလူစိတ်ထားပြုမြန်မာနိုင်ငံမှာပုံစွမ်းလောင်းလူတဲ့အသင်းတွေမန္တလေးမြို့မှာရောရန်ကုန်မြို့မှာရောတော်တော်များများဒီကနေ့ခေတ်မှာရှိတယ်ပုံစွမ်းလောင်းခြင်းဟာအခုခေတ်မှာပေါ်လာတာတော့မဟုတ်ဘူးရှေးရခင်ကတည်းကပုံစွမ်းလောင်းတယ်ဆိုတဲ့အလူတစ်ခုကိုလုံးလေးရှိကြတယ်အကြမ်းပြန်အားဖြင့်ကြည့်မယ်ဆိုရင်ပုံစွမ်းလောင်းတယ်ဆိုတာဟာနှမျိုးရှိနိုင်တယ်ကြွလာတဲ့မြတ်တန်ဃာတော်တွေကိုတဦးတယောက်တည်းကပဲဖြစ်စေကုသိုလ်ရှင်တဦးတည်းကပဲဖြစ်စေကြွလာတဲ့မြတ်တန်ဃာတော်တွေကိုလောင်းလှူတာလဲပုံစွမ်းလောင်းလို့ဒီလိုခေါ်တယ်အဲ့ဒါလို့မဟုတ်ပဲနဲ့လှူဒန်းတဲ့ဆွမ်းကိုကရက်ွက်ထဲမြို့ထဲမှာလိုက်လံပြီးအလှခံပြီးရလာတဲ့ကျင်းငွေတွေနဲ့စုပေါင်းပြီးတော့ချက်ပြုတ်လှူဒန်းပြီးလောင်းလှူတာကိုလည်းပုံစွမ်းလောင်းလို့ဒီလိုခေါ်လေးရှိတာတူတဲ့ကနေပြီးတော့လာသမျှတန်ဃာတွေကိုလောင်းလှူတဲ့ပုံစွမ်းလောင်းဆိုတဲ့အခါမှာကြတော့အဲ့ဒီပုဂ္ဂိုလ်တူရဲ့စိတ်ဆန္ဒနဲ့လောင်းလှူတာဖြစ်လို့တခြားပြောစရာတွေသိပြီးတော့မရှိဘူးအသင်းဖွဲ့ပြီးတော့လိုက်လံအလှခံပြီးတော့ဘုံစွမ်းလောင်းတယ်ဆိုတာမျိုးကြရင်တော့တတိထားရမယ့်အချက်တွေအများကြီးရှိတယ်အများကြီးရှိလားကုသိုလ်ကောင်းမှုဆိုတာလုပ်ငန်းတစ်ခုကကုသိုလ်လုပ်တယ်လို့ဆိုပေမဲ့လို့အကုသိုလ်မှုတွေကရောပါလာတတ်တယ်မလုပ်တတ်လို့ရှိရင်ကုသိုလ်တွေမကဘူးအကုသိုလ်ပါဖြစ်လာတတ်တယ်ကုသိုလ်ရှင်တူတယောက်ကပုံစွမ်းလောင်းတယ်ဆိုရင်တောင်မှပဲဖြူစင်တဲ့စိတ်ဓာတ်ကိုရှေးဥစွာတိဆောက်ပြီးတော့မှလာသမျှပုဂ္ဂိုလ်တွေကိုလောင်းလူမယ်ဆိုတဲ့စိတ်ဓာတ်ဖြူစင်တဲ့စိတ်ဓာတ်ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေကိုအရင်ပြုပြင်ဖို့လိုအပ်တယ်ရှေးတုန်းကမဟာဝိစိတာဝီဆိုတဲ့ဘုရင်ကြီးကအလှကြီးပေးခြင်းနဲ့ခုကဲ့လို့ပြောမယ်ဆိုရင်တန်ဃာတွေကြီးမဟုတ်ဘူးလာသမျှလူတွေအလုံးကိုကျွေးမွေးခြင်းဘုံစွမ်းသဘောမျိုးပေါ့ဘယ်လိုပဲလာအရာလေးမျက်နှာကရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုကျွေးမွေးခြင်းနဲ့အလှဒါနကြီးလုပ်ခြင်းနဲ့လမ်းလေးစုံမှာမနှက်ကြီးထိုးပြီးတော့အလှတန်းလုပ်ခြင်းနဲ့လို့ဆိုတဲ့အခါပညာရှိမကြီးကအကြံပေးတယ်အဲ့ဒါလို့လောင်းလှူပြီးဆိုလို့ရှိရင်တဲ့မိမိလောင်းလှူတဲ့မန္တကိုလာတဲ့လူတွေဟာပုံစံအမျိုးမျိုးနဲ့လာကြလိမ့်မယ်ကိုကျင့်တရားကောင်းသူလည်းလာမယ်ကိုကျင့်တရားမကောင်းသူတွေလည်းလာမယ်လူမျိုးစုံလာကြမှာအဲ့ဒါလို့လူမျိုးစုံလာတဲ့အခါမှာလောင်းလှူတဲ့ကုသိုလ်ရှင်အနေနဲ့ဝမ်းမြောက်ဝမ်းသာတရားစွမ်းအားပိဋိသောမနတကိုထိန်းထားနိုင်ပါမလားထိန်းနိုင်အောင်ကြိုးစားရမယ်အဲ့ဒီအချိန်မှာပုဂ္ဂိုလ်ဆိုတာမျိုးစုံလာလိမ့်မယ်ကောင်းသူရောမကောင်းသူရောလူကောင်းရောလူဆိုးရောအကုန်လာသမျှလူတွေအပေါ်မှာစေတနာမပြတ်ဘဲနဲ့လုံနိုင်ရလားလို့ကိုယ်စိတ်ဓာတ်ကိုယုံကြည်ရလားဆိုတဲ့အပေါ်မှာမူတည်တယ်ကြွတင်ပြီးတဲ့အခါမှာဒါကိုကိုယ်စိတ်ဓာတ်ကိုပြုပြင်ထားဘယ်လိုပုဂ္ဂိုလ်ပဲလာကြီးညိုတရားမပြတ်ဘဲနဲ့စေတနာရဲ့ရောနဲ့လာသမျှပုဂ္ဂိုလ်ကိုလောင်းလှူနိုင်ဖို့ဒါကယဟန်နေတယ်မဟုတ်ပဲယဟန်တန်ဃာတွေကြီးပဲမဟုတ်ပဲနဲ့လမ်းလေးကွာကနေပြီးမနှက်ကြီးထိုးပြီးလာသမျှလူတွေကိုလှူဒန်းတဲ့ကျွေးမွေးတဲ့အလှူဒါနမျိုးမှာအဲ့ဒါလို့စိတ်ထားနိုင်ပါမလား
ကုသိုလ်ကောင်းမှုဆိုတာမလူခင်ကလည်းဝမ်းသာနေရမယ်လူနေတုန်းလည်းဝမ်းသာရမယ်လူပြီးတဲ့နောက်မှလည်းဝမ်းသာကြည်နူးမှုဖြစ်ရတခါတရံကြတော့လာရောက်အလူခံတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့အလူရှင်တွေဟာစေတနာပြတ်တာတို့တရားပြတ်တာမျိုးတို့ဆိုတာကြုံတတ်တဲ့အရာမျိုးတွေသာဖြစ်တယ်ပေါ့အဲဒီလိုစေတနာပြတ်ဖွယ်နဲ့ကြုံလာလို့ရှိရင်စေတနာမပြတ်အောင်ကိုယ့်ကိုထိန်းနိုင်ကြလားဆိုတဲ့ပေါ့စိတ်ဓာတ်ကိုကြံ့ခိုင်အောင်ထားနိုင်ဖို့လိုအပ်တယ်ပေါ့ဒါကတဝူးတယောက်ကဘုံစွမ်းလှူပြီးဆိုလို့ရှိရင်ကိုယ်စိတ်ဓာတ်ကိုဘယ်လိုပုဂ္ဂိုလ်မျိုးပဲလာတဲ့ပုဂ္ဂိုလ်တွေကိုညီတူညီမျှစိတ်ထားနိုင်အောင်ဆိုလိုတာတခိုးပဲလာဓမြပဲလာလူဆိုးပဲလာလူကောင်းပဲလာဘယ်သူပဲလာကိုယ်အလူဒါနလာတောင်းစားသုံးတဲ့ပုဂ္ဂိုလ်တွေကိုညီတူညီမျှစိတ်ထားနိုင်ရမယ်လို့ဆိုအခုလိုသာသနာထွန်းကားလို့တန်ဃာတော်တွေကိုဥတည်ပြီးတော့ဘုံစွမ်းလောင်းတယ်ဆိုလို့ရှိရင်လေဘယ်ပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ်တန်ဃာတော်ရှင်မြတ်တွေကိုရင်လေးပဲလာယဟန်ပဲလာကြီးညိုပွဲရာရှိတဲ့ပုဂ္ဂိုလ်ပဲလာကြီးညိုပွဲရာမရှိတဲ့ပုဂ္ဂိုလ်ပဲလာမြည်သည့်ပုဂ္ဂိုလ်ပဲလာစိတ်ထားတူညီအောင်ထားနိုင်ပါမလားစေတနာတရားမပြတ်အောင်ထားနိုင်ပါမလားလို့ကိုယ့်ကိုပြုပြင်ထားဖို့အမှန်တမ်းအရေးကြီးစေတနာတရားပြတ်သွားတာကိုဝိပတိတာရလို့ခေါ်တယ်ဝိပတိတာရဆိုတာဒေါမနတတစ်မျိုးဒေါမနတဆိုတာဒေါသနဲ့ရှင်ပြီးတော့စိတ်ထဲမှာဘဝင်မကျတဲ့စိတ်ရခံစားမှုတစ်မျိုးအဲ့ဒီလိုအလူကံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးစိတ်ထဲမှာမကြေမနပ်ဖြစ်သွားလို့ရှိရင်အဲ့ဒီမိမိရဲ့အလှပွဲဟာအောင်မြင်တဲ့အလှပွဲမဖြစ်ဘူးအကျိုးပေးကြတော့လေအများကြီးလျော့ပါသွားတယ်လူတော့လူတာပဲသို့တော်ဝိပတိတာရဆိုတဲ့အကုသိုလ်နဲ့ရောလိုက်ပြီဆိုလို့ရှိရင်စေရနာတရားတွေပြတ်သွားဒါမျိုးဖြစ်တတ်တယ်ဒါကြောင့်မို့လို့ဘုံစွမ်းလောင်းလူတဲ့ပုဂ္ဂိုလ်ဟာစိတ်ထားဖြူဖို့အမှန်တမ်းအရေးကြီးတယ်ဘယ်လိုစိတ်ထားသင့်နလဲလို့ဆိုလို့ရှိရင်ကြီးညိုပွဲကောင်းတဲ့ယဟန်တန်ဃာတွေပဲလာကြီးညိုပွဲမဆောင်တဲ့ယဟန်တန်ဃာပဲလာသမျှယဟန်တန်ဃာတွေကိုယ်စိတ်ထဲမှာမြတ်စွာဘုရားရဲ့တပည့်တာဝကအနွယ်အဆက်တွေပဲတန်ဃာဆိုတဲ့စိတ်ကိုထားပြီးပုဂ္ဂိုလ်ရဲ့အမှုအရာပုဂ္ဂိုလ်ရဲ့အခြေအနေကိုတခုမှလေ့လာသုံးသပ်ခြင်းမရှိဘဲနဲ့တန်ဃာဆိုတဲ့ရည်မှန်းတဲ့စိတ်နဲ့ပဲလှူဒန်းတဲ့နဲ့ပေါ့အဲ့ဒါလို့လှူဒန်းပြီးအခုလာတဲ့ပုဂ္ဂိုလ်တွေဟာငါရည်မှန်းတဲ့အရိယတန်ဃာတွေရဲ့ကိုယ်စလဲတွေလာတာပဲဘယ်ပုဂ္ဂိုလ်ပဲလာသမျှပုဂ္ဂိုလ်တွေဟာရှ िख ိုးဝှချပြီးတယုတတိလှူဒန်းတာဝမ်းမြောက်ဝမ်းသာဖြစ်တယ်ငါလှူဒန်းရပေပြီတန်ဃာတွေကိုလှူဒန်းရပေပြီမြတ်စွာဘုရားသခင်ကိုရောမြတ်ကတန်ဃာတွေကိုရည်စူးပြီးတော့လှူဒန်းတဲ့အလှူဟာမတ္တမအကျိုးကျေးဇူးတွေကြီးမားလာတယ်လို့ဟောထားတယ်ဒီကနေ့အဲ့ဒီအကျိုးကျေးဇူးတွေအမတ္တမကြီးမားလာတဲ့အလှူဒါနမျိုးတန်ဃာကိုရည်မှန်းပြီးတော့လှူတဲ့ဒါနကောင်းမှုမျိုးကိုငါလုပ်ရပေပြီလို့ကြွလာတဲ့ပုဂ္ဂိုလ်တွေပေါ်မှာဆင်ញင်သုံးသပ်မှုမပြုဘဲနဲ့ကိုလှူတဲ့အလှူရဲ့တန်ခိကဒါနတန်ဃာတွေကိုယေရှုလှူတယ်ဆိုတဲ့ပုံမှာအာယုံကိုဒီဇိုင်းမမတ်ထားပြီးတော့ကြည်နူးတဲ့တရားကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ရမယ်အဲ့ဒါလို့မဟုတ်လို့မိမိလှူတဲ့ပုံလောင်းကိုကြီးညိုပွဲမဆောင်မဲနဲ့တိုးတဲ့ပုဂ္ဂိုလ်ဟာတိုးရံဖြစ်တဲ့ပုဂ္ဂိုလ်ဟာဖြစ်နေဒီလိုဟာမျိုးတွေနဲ့ကြုံပြီဆိုလို့ရှိရင်တော့တရားပြတ်သွားလို့ရှိရင်ကိုယ်မှပဲအကျိုးနည်းသွားမှာဖြစ်တယ်ဟောဘယ်လိုပဲဖြစ်ဖြစ်တန်ခါဆိုတဲ့စိတ်ဓာတ်နဲ့လောင်းလို့နိုင်ဖို့ဟာအရေးကြီးတယ်မဟာဝိဇိတဝိဘယင်ကြီးကိုမဟာဝိဇိတဘယင်ကြီးကိုပညာရှိအမတ်ကြီးကအကြံပေးတယ်လို့ပဲအရှင်မင်းတရားကြီးရဲ့အလှပွဲကိုတဲ့လူကောင်းတွေလည်းလာလိမ့်မယ်လူမကောင်းတဲ့လူတွေလည်းလာလိမ့်မယ်
ကိုချင်းသီလရှိတဲ့လူတွေလည်းလာလိမ့်မယ်ကိုချင်းသီလမရှိတဲ့လူတွေလည်းလာလိမ့်မယ်ဘယ်သူတွေလာတိမှတ်တဲ့စိတ်ဓာတ်ကြံ့ခိုင်တဲ့စိတ်ဓာတ်ထားဖို့ရအရေးကြီးတယ်အဲ့ဒါတွေအတွက်ကြိုတင်စဉ်းစားထားဘယ်သူလာသမျှအပေါ်မှာကြည်ပြူနိုင်ရလားဆိုတာဟာအဓိကထားထို့တူပဲဘုံစွမ်းလောင်းပြီဆိုလို့ရှိရင်ဘယ်တန်ခါပဲလာသမျှတန်ခါငါလောင်းလို့မှဖြစ်လို့တန်ခိကဒါနအစစ်ကြီးညိုပွဲဆောင်းလာတာပဲဖြစ်စေကြီးညိုပွဲမဆောင်းပဲလာတာပဲဖြစ်စေမြည်တို့ပဲလာတန်ခါဆိုတဲ့အမှတ်နဲ့ပုဂ္ဂိုလ်ကိုမသုံးသပ်ဖဲနဲ့ကြီးညိုတရာပွားနိုင်တဲ့စိတ်ဓာတ်မျိုးရှိရလားလို့ကိုယ့်ကိုမေခွန်းထုတ်ပြီးမှပုံစွမ်းလောင်းတယ်ဆိုတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်ကုသိုလ်ကောင်းမှုဟာအပြည့်အဝရနိုင်အဲ့ဒါလို့မှမဟုတ်ဘဲနဲ့ကြီးညိုပွဲမဆောင်တဲ့ပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့အပြစ်တွေတင်မယ်ပြောမယ်ဆိုမယ်ဆိုလို့ရှိရင်တော့မိမိမှာအကုသိုလ်တွေပွားသွားအောင်ပါပဲကုသိုလ်ကောင်းမှုလုပ်ရင်ကနေအကုသိုလ်တွေဖြစ်တယ်ဝိပတိတာရလုံးမိတာမှားပြီဆိုတဲ့စိတ်ဓာတ်မျိုးတွေလည်းဝင်လာတတ်တယ်။ဟောဒီမန္တလေးမြို့တည်နန်းတည်ဖြစ်တဲ့ပစ္စမသံဃာနာတင်မင်းတို့မင်းတရားကြီးကမန္တလေးမြို့မှာနန်းတော်ရဲ့ပင့်ပြီးမကြာခဏဘုံစွမ်းလောင်းတယ်ဆိုတာသမိုင်းကြောင်းအရာသိရအဲ့ဒီဘုံစွမ်းလောင်းတဲ့အခါမှာရှင်ငယ်ယဟန်ငယ်တွေကြီးညိုဝဲမဆောင်တဲ့ပုဂ္ဂိုလ်တွေလည်းဒီနန်းတွင်းကိုဆွမ်းခံကြွလာတာမျိုးတွေဟာကြုံရတတ်တယ်ဘုရင်လက်ထက်မှာအဲ့ဒီလိုတော့ကဆရာတော်ကြီးတွေအစဉ်ဆက်ပြောလာတဲ့စကားမှတ်သားထားတဲ့အကြောင်းအရာတစ်ခုကအဲ့ဒီလိုဘုံစွမ်းလောင်းပြီဆိုတဲ့အခါမှာဘာတွေနဲ့ကြုံရတော့ဆိုတန်ခါငယ်တွေကိုယ့်ကိုမထိမ့်သိမ့်နိုင်နေတဲ့တန်ခါငယ်တွေကြီးညိုပွဲမဆောင်တတ်သေးတဲ့ရှင်ငယ်ရဟန်းငယ်လေးရသူ့ရဲ့ငါဥအောင်တိုးကြတယ်ဝှေ့ကြတယ်လူကြတယ်ဆိုတာမျိုးတွေကအဲ့ဒီတော့ကလည်းရှိခဲ့ဘူးတဲ့ဘုံလောင်းတိုးတယ်ဆိုတာကြားဖို့ကြလိမ့်မယ်နော်ဘုံစွမ်းလောင်းပြီဆိုရင်တိုးတာရှိတာဒါကခဏခေတ်မှာပေါ်တာလည်းမဟုတ်ဘူးအရင်မင်းတို့မင်းလက်ထက်မှာပေါ်တာလည်းမဟုတ်ဘူးဒီလိုပဲတိုးဝှေ့ကြတာဇလန်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒီကောသမိပြည်ဂောဒကတထေးကြီးကလည်းပဲနေ့စဉ်နဲ့အမျှသူ့အိမ်မှာကိုယ်စလဲတယောက်ခန့်ထားပြီးတော့မနက်ကြီးထိုးပြီးလာတဲ့လူတွေကိုထမင်းကျွေးတယ်အဲ့ဒါလို့ထမင်းကျွေးတဲ့အခါမှာလူတွေကတိုးရင်ခေါ်ရင်နဲ့ရံဖြစ်ကြဒါမျိုးတွေလည်းရှိတယ်အနာရဝိတထေးကြီးလည်းပဲဒီလိုပဲကိုယ်ဝေယမရှိတဲ့ပုဂ္ဂိုလ်တွေစားရမဲ့တောင်းရမဲ့ပုဂ္ဂိုလ်တွေမတ်တက်ထိုးပြီးတော့ထမင်းကျွေးဒီလိုပဲသူတဲ့ငါအရင်ဥအောင်တိုးကြခွေးကြဆူကြညံညနဲ့ဒီလိုလို့ဂောဒကတထေးကြီးရဲ့ဒီဘုံစွမ်းလောင်းတဲ့ဘုံထမင်းကျွေးတဲ့ပွဲမှာဆိုလို့ရှိရင်ဆူညံပြီးတော့တိုးကြခွေးကြနဲ့ရံဖြစ်ကြဒီလိုဟာတွေတောင်ဖြစ်လာအဲ့တော့သမ္မာဝတီအလောင်းကအဲ့ဒီတာဝန်ယူဆောင်ရွက်တဲ့ပုဂ္ဂိုလ်ရဲ့အိမ်ကိုရောက်ရှိလာတဲ့အခါကျတော့လူတွေဆူညံနေတာကိုမဆူအောင်မလုပ်ဘူးလားဆိုပြီးတော့သူကနီးစနစ်ပေးတယ်ဝင်တဲ့အပေါက်ထွက်တဲ့အပေါက်တယောက်ဝင်တာလေးထားပြီးထွက်တာလည်းပဲတစ်ပေါက်ထားတဲ့အခါကျတော့လူတွေဟာတိုးကြခွေးကြတာမရှိတော့တိုးကြခွေးကြမရှိဒီတိုင်းကြီးဖွင့်ထားမယ်ဆိုလို့ရှိရင်သူဝင်ငါသူအရင်ငါအရင်တိုးကြခွေးကြနဲ့ထွက်ပေါက်နဲ့ဝင်ပေါက်တစ်ခုတည်းထားတဲ့အခါမှာထွက်တဲ့လူကထွက်ဝင်တဲ့လူကဝင်နဲ့အဲ့ဒါလူတွေဆူညံနေတန်နေနဲ့လွှမ်းခြုံပြီးတော့နေတယ်သာမဝတီအကြံပေးလိုက်တဲ့အတိုင်းဝင်ပေါက်ထွက်ပေါက်ကိုတစ်ပေါက်စီထားတယ်မတိုးမဝေးရအောင်လောင်းပေးမဲ့ပုဂ္ဂိုလ်တွေတိုးချက်ပြီးတော့ထားတဲ့အခါအပန်းတွေဟာတိတ်ဆိတ်သွားဆူညံမှုမရှိတော့လာယူတဲ့ပုဂ္ဂိုလ်တွေလည်းရှောရှောရှုရှုအဆင်ပြေတယ်ပေါ့အဲ့ဒါလည်းပဲဘုံစွမ်းလောင်းတာတစ်မျိုးပဲပေါ့အဲ့ဒါလို့အကြံဉာဏ်ပေးတဲ့အခါကျတော့ဘ
ဘုံစွမ်းလောင်းတဲ့နေရာမှာဆူညံမှုတွေရံဖြစ်မှုတွေမဖြစ်တော့ဘူးတဲ့မင်းတို့မင်းကြီးလက်ထက်တုန်းကနန်းတော်ထဲမှာဆွမ်းလောင်းတဲ့အခါမှာလဲအစီအစဉ်ကတာမန်ထားတဲ့အခါမှာရှင်ငယ်ရဟန်းငယ်တွေကဘုံစွမ်းလောင်းနေထုံးစံအတိုင်းသူရင်ငါရင်ရအောင်တိုးကြခွေးကြဒီလိုတွေရှိတာရှိတဲ့အခါကျတော့ဘာလို့တုံးဆိုတော့ဘုရင်ကြီးကနေပြီးတော့စီမံတာအင်မတန်မှယဉ်ကျေးတဲ့ဆင်ကြီးနှစ်ကောင်ကိုအစွဲချင်းရှက်ထားတန်ဃာတွေဆုံးခံကြွမဲ့လမ်းဝင်မဲ့လောင်းမဲ့နားလေးမှာကပ်ပြီးတော့ဆင်ကြီးနှစ်ကောင်ကိုအဆောင်ထားတယ်တကောင်နဲ့တကောင်အစွဲချင်းထိထားအဲ့ဒီကတပါးပြီးတပါးကြွလာပြီဆိုရင်ဆင်ကနောက်တလန်းဆုပ်ပေးတယ်အဲ့ဒီကြာဆင်နှစ်ကောင်ကြာဝင်ရတယ်အဲ့ဒီလိုတပါးချင်းတပါးကြွလာရင်ဆင်ကနောက်ဆုပ်ပေးလိုက်ပြီးရင်ပိတ်ထားလိုက်ဆင်ကနောက်ဆုပ်ပေးလိုက်နဲ့နန်းတော်ထဲမှာဘုံလောင်းတိုးတာမတိုးနိုင်အောင်လို့ဆိုပြီးတော့ဆင်ကြီးနှစ်ကောင်ခေါင်းရင်းဆိုင်ထားပြီးတော့အဲ့ဒါလိုလမ်းကနေစောင့်ခိုင်းတာနောက်ပိုင်းကျတော့ဘာလုပ်တုံးဆိုတော့အဲ့ဒီဘုံလောင်းလာပြီးတော့အလှခံကြတဲ့ရှင်ငယ်ရဟန်းငယ်တွေကကြီးတပိတ်ဘုံကြီးနဲ့တပိတ်ကိုတကွမ်းကွမ်းနေအောင်တီးတော့ဆင်ကြီးတွေကလန့်ပြီးတော့ပြေးကြတဲ့အဲ့ဒါနဲ့ဘုရင်ကြီးကလည်းပဲသူ့ရဲ့စံနန်းတော်ကမန္တကနေကြည့်နေအဲ့ဒါကိုသဘောကျပြီးတော့ဘုရင်ကြီးကရည်တယ်တဲ့နော်အာရပါရရေမောအဲ့ဒီလိုတောင်ဖြစ်ခဲ့ဘူးတယ်ဆိုတာဒါသမိုင်းအနေနဲ့မှတ်တမ်းတင်ထားတာမဟုတ်တော့လည်းပဲလူကြီးသူမတွေဒီလိုပြောခဲ့တဲ့စကားအစဉ်ဆက်ရှိတယ်နန်းတော်ထဲမှာတောင်မှပဲဘုံစွမ်းလောင်းလို့ရှိရင်တိုးတဲ့အလေးထားရှိလို့ဆင်နေနဲ့တောင်မှပဲအဲ့ဒါလိုလုပ်ပြီးတော့လှူဒန်းတာဆိုတာရှိခဲ့ဘူးတယ်သို့တော့ဆင်နဲ့လှူတော့လဲဆင်ကိုလန့်အောင်ခြောက်ပြီးတော့တိုးမြဲတိုးတယ်ဆိုတဲ့ထုံးစံဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလိုတွေကြုံရတယ်ဒါကြောင့်မို့ဘုံစွမ်းလောင်းတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဓာတ်ကိုကြံ့ခိုင်အောင်ထားပြီးတန်ခါဆိုတဲ့ရည်မှန်းချက်နဲ့လောင်းလှူရမယ်ဒါမှဘုံစွမ်းလောင်းလှူစိတ်ထားဖြူကုသိုလ်တဏ္ဍန်ကိုရရှိမှာဖြစ်တယ်အများကိုလိုက်ပြီးတော့အလှခံလို့အရက်ထဲမှာအလှခံပြီးတော့အသင်းဖွဲ့လုပ်ပြီးတော့ဘုံစွမ်းလောင်းမယ်ဆိုလို့ရှိရင်တော့ထိတဲ့ပုံပြီးတတိထားစရာတွေအများကြီးဖြစ်လာအလှခံတဲ့အချိန်မှာစွမ်းလောင်းဖို့ဆိုပြီးတော့အလှခံလို့ရလာတဲ့ငွေချေးဒဏဥတီချက်ကလောင်းလှူလိုက်တဲ့ပုဂ္ဂိုလ်တွေကဆွမ်းလောင်းဖို့ဆိုတာကိုလှူလိုက်တယ်ဝေယဝိသဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအလှခံလို့ရတဲ့ငွေချေးကိုဆွမ်းလောင်းကိစ္စမှာသာသုံးတဲ့နဲ့ပေါ့ဆွမ်းလောင်းခြင်းကိစ္စမှာသာသုံးရမှာဖြစ်တယ်ဘုံစွမ်းလောင်းတဲ့ထဲမှာပဲအကုန်ရောက်စေရအဲ့ဒါလိုမဟုတ်ဘဲနဲ့နော်ဟိုကြီးဒီကြီးတွေလျှောက်ပြီးတော့အဲ့ထဲကနှုတ်မယ်ယူမယ်ဆိုလို့ရှိရင်တော့အကုသိုလ်ဖြစ်ဖို့သေချာတယ်လှူလိုက်တဲ့ပုဂ္ဂိုလ်ကဘုံစွမ်းလောင်းမှုလှူတယ်ဆိုရင်ဘုံစွမ်းလောင်းတဲ့ထဲပဲထည့်ရအဲ့ဒီတနည်းအားဖြင့်ပြောမယ်ဆိုရင်တန်ဃာတွေကိုဆွမ်းလောင်းမှုလို့လှူခံထားတဲ့ပစ္စည်းဥစ္စာလူတွေအနေနဲ့သုံးပိုင်ခွင့်မရှိဘူးအဲ့ဒါသုံးရမှာမဟုတ်တဲ့ဟာကိုသွားသုံးမိလို့ရှိရင်အင်မတန်မှအန္တရာယ်ကြီးမားသွားအန္တရာယ်ကြီးမားတယ်တို့ဆောင်ရွက်တာပဲလို့ဆိုပြီးတော့လှူဒန်းတဲ့ပုဂ္ဂိုလ်ကတန်ခါဆွမ်းလောင်းမှုလှူတယ်ဆိုလို့ရှိရင်သူတို့လှူတယ်များတန်ခါဆွမ်းလောင်းမှုအထဲမှာပဲရောက်စေဖို့အရေးကြီးတယ်ဒီကနေ့ခေတ်ဘုံစွမ်းလောင်းနေဒီလိုပဲလုပ်ကြလိမ့်မယ်လို့ထင်ပါတယ်သို့တော့ဒီဘုံစွမ်းလောင်းလှူတဲ့အခါမှာဒီလိုမလုပ်ဘူးဆိုလို့ရှိရင်တော့အပြစ်တွေဖြစ်လာနိုင်တာဆိုတာမတမထင်ရှားတယ်ဝိပဿနာမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကတန်ဃာတွေကိုနေ့စဉ်နဲ့အမျှဘုံဆွမ်းကြွေး
တန်ဃာတွေပင့်ပြီးဘုံစွမ်းလောင်းတာပါပဲအဓိပ္ပာယ်ကတော့ရှေးခေတ်ကဆွမ်းကြွေးပွဲဆိုတာတပိတ်ထဲလောင်းထည့်ပြီးတော့ဆွမ်းကတ်တာပဲခဏခေတ်လို့ဆွမ်းပွဲကြီးတွေပြင်ပြီးတော့ကတ်တာမဟုတ်ဘူးတပိတ်ထဲလောင်းထည့်တာဆိုတော့ဘုံစွမ်းလောင်းလို့ပဲပြောအဲ့ဒါလို့နေ့စဉ်နဲ့အမျှတန်ဃာကသိမ့်ချီပြီးတော့လောက်ရတာဆိုတော့ဝေယဝိဆသမားတွေဟာအများကြီးလိုအပ်တယ်ပေါ့ဝေယဝိဆလောက်တဲ့ပုဂ္ဂိုလ်တွေဟာချက်ဖို့ပြုတ်ဖို့ဝေယဝိဆတွေလောင်းလူဖို့ဝေယဝိဆတွေနဲ့အများကြီးလောက်ကြအဲ့တော့တန်ဃာတွေကိုလောင်းလူဖို့ဆိုပြီးတော့ရည်စူးပြီးတော့ချက်ပြုတ်ထားတဲ့ဆွမ်းဟင်းဆွမ်းတွေပထမတော့စေရနာသရတရားနဲ့တန်ဃာတော်တွေကြီးပဲလှူတယ်ပြီးတဲ့အခါပိုမကိုကစားတယ်ပေါ့တန်ဃာတွေအလုံးလှူပြီးပြီဆိုတဲ့အခါမှာအကျွင်းကြံစားနောက်ပိုင်းကျတော့ဘာဖြစ်လာတော့ဆိုရက်ပေါင်းများစွာကြာရှည်လာတဲ့အခါကျတော့မိသားစုတွေဟာချက်တဲ့ပြုတ်တဲ့ဝေယဝိဆမိသားစုတွေဟာချက်ပြုတ်ထားပြီးတန်ဃာတွေမကြွလာခင်ကလေးတွေကထမင်းစားလို့ပူညံလုံးကြနော်အဲ့ဒါလိုလုံးတဲ့အခါကျတော့ကလေးငြိမ်အောင်လို့ဆိုပြီးတော့တန်ဃာတွေမကြွလာခင်ကထမင်းဟင်းတို့ဘာလို့ခုခတ်ပြီးတော့ကလေးတွေရင်ကျွေးလိုက်ကလေးတွေကျွေးရင်ကနောက်ပိုင်းကျတော့သူတို့လည်းဗိုက်ဆာလို့ဆိုပြီးတော့တန်ဃာတွေမလာခင်စားကြတန်ဃာအတွက်ဆိုပြီးတော့ရည်စူးထားတဲ့ချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုတန်ဃာတွေမလူသေးခင်မှာစားသုံးတယ်ဆိုတဲ့အလုပ်တွေကိုလုပ်တာအဲ့ဒီပုဂ္ဂိုလ်တွေဟာတည်သွားတဲ့အခါဘယ်ရောက်တော့ဆိုပြိတ္တာဘုံရောက်ကုန်ကြတယ်ကုန်ပြိတ္တာဘဝမှာနှစ်ပေါင်းများစွာငတ်ငတ်ပြတ်ပြတ်နဲ့နေခဲ့ကြဖျားဆူဆူကြော်လွှားပြီးနောက်ဆုံးမှာအဲ့ဒီတုန်းကဝေယဝိဆဆောင်ရွက်တဲ့ခေါင်းဆောင်သူ့နောက်ကဝေယဝိဆသမားတွေကအဲ့ဒီလိုဖောက်ပြန်လာတန်ဃာတွေမလာခင်စားကြတောက်ကြဆိုတဲ့အလုပ်တွေလုပ်တဲ့အတွက်ကြောင့်တန်ဃာတွေကိုရည်စူးထားတဲ့ပစ္စည်းဖြစ်သည့်အတွက်ကြောင့်တန်ဃာတွေကိုမကြွေးမွေးခင်ဒီလိုစားသုံးခဲ့တဲ့အကုသိုလ်ကနောက်ပိုင်းကျတော့ဘာဖြစ်လာသိသွားတဲ့အခါပြိတ္တာတွေဖြစ်လို့သူတို့ရဲ့ဝေယဝိဆခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ကတော့စီမံဆောင်ရွက်ရုံဆောင်ရွက်တာဆိုသူကဗေမိတာရမင်းခေါရမဘုရားလက်ထက်ကြတော့ဗေမိတာရမင်းအနေနဲ့လာဖြစ်တယ်အဲဒီလိုလာဖြစ်တဲ့အခါသူ့ရဲ့ဝေယဝိဆလုပ်တဲ့ပုဂ္ဂိုလ်တွေကပြိတ္တာဘုံကနေပြီးမျောလင့်နေကြတယ်ဝေလုံအကြောင်းတော်ကြီးရည်စက်ချတဲ့အခါသူတို့ကိုအမြတ်တမ်းပေးဝေလိမ့်မယ်လို့မျှော်လင့်တယ်သို့တော်လည်းအဲ့ဒါလည်းလွဲသွားတယ်နောက်ဆုံးကြတော့အိမ်မက်တွေပေးလို့အတန်တွေပြုမှမြတ်စွာဘုရားသခင်ကိုရောမြတ်ကနေဗေမိတာရမင်းကြီးကိုမိတ်ရှိတော်မှာကုသိုလ်ကောင်းမှုသီးသန့်လုပ်ပြီးတော့သူတို့အမြတ်တမ်းပေးဝေမှကျွတ်သွားကြတယ်တဲ့ကကုသန္တမြတ်စွာဘုရားလက်ထက်မှာလည်းမကျွတ်ဘူးဩနာဂမနမြတ်စွာဘုရားလက်ထက်မှာလည်းမကျွတ်ဘူးကသဗ္ဗဘုရားလက်ထက်မှာလည်းမကျွတ်ဘူးဂေါရမမြတ်စွာဘုရားလက်ထက်ကျမှကျွတ်တယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုရင်ဒီဘုံစွမ်းလောင်းလှူတဲ့အခါမှာစိတ်ထားမဖြူခဲ့သည့်အတွက်ကြောင့်ဒီလိုကုသိုလ်လုပ်ရင်းကနေကုသိုလ်မရဘဲနဲ့အကုသိုလ်တွေဖြစ်သွားတယ်ဆိုတာတတိကြီးစွာထားကြရမှာဖြစ်တယ်ပေါ့အန္တရာယ်ရှိတယ်စေရနာနဲ့မလုံနိုင်ဘူးဆိုလို့ရှိရင်ဒီအလုပ်ဟာအမှန်တမ်းအန္တရာယ်ကြီးမားတဲ့အလုပ်တစ်ခုအဲ့ဒါကြောင့်မို့လို့အများမှာလိုက်ပြီးတော့အလှခံပြီးတော့လှုပ်တဲ့ငွေကြေးတွေကိုစုဆောင်းပြီးတော့လှူမယ်တမ်းမယ်ဆိုလို့ရှိရင်အားလုံးဟာတန်ဃာတွေကိုရည်စူးထားတာဖြစ်သောကြောင့်တန်ဃာတွေရဲ့ပုံစွမ်းလောင်းတဲ့ကိုရောက်ဖို့လိုအပ်တယ်အသင်းအတွက်အသုံးပြုဖို့ဆိုတာဟာအသင်းသူအသင်းသားနဲ့တခြားဝေယဝိဆအတွက်ပါလို့အလှခံထားတဲ့ငွေချေးတာလည်း30ထိုက်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဒီထဲကနေခွဲတန်းချပြီးသုံးမယ်ဆိုလို့ရှိရင်တော့အပြစ်မကင်းဘူးတဲ့ဒါတတိထားเสียပေါ့ဘုရားဘာသာဝင်သူတော်စင်တွေကောင်းတာကိုတော့စေရနာထက်ထက်တန်တန်လှုပ်ကြပြီမဲ့လို့လှုပ်ရင်းကနေပြီးတော့စေရနာတွေစိတ်ဓာတ်တွေယိုယွင်းလာပြီးတော့အခွင့်အရေးဘက်ကိုရောက်သွားလို့ရှိရင်
ကုသိုလ်ကနေအကုသိုလ်ဘက်ကိုရောက်သွားတဲ့ဒါအမတန်တတိထားစရာကောင်းတယ်ပေါ့အဲ့ဒါမျိုးမဖြစ်အောင်တတိထားဖို့အမတန်မှအရေးကြီးတယ်ဒါကြောင့်မို့လို့ဘုံစွမ်းလောင်းလူစိတ်ထားဖြူဖို့လိုတယ်စိတ်ထားဖြူရမယ်စိတ်ထားဖြူမယ်ဆိုရင်အလုံးကိုကုသိုလ်ရတယ်အေးလွယ်လွယ်မှားမှားလုပ်ပြီဆိုလို့ရှိရင်တော့ကုသိုလ်တပည့်ငရဲတပိတ်တာဆိုတာမျိုးဖြစ်လာနိုင်တယ်ပေါ့ဒါတတိထားရမယ့်အချက်တွေကိုပြောပြအဲ့ဒါတွေကိုတတိမထားပဲနဲ့ကုသိုလ်လို့ထင်ပြီးတော့လုပ်နေမယ်ဆိုလို့ရှိရင်တော့ကုသိုလ်ကနေပြီးအကုသိုလ်တွေဖြစ်တယ်ဆိုတာဥပနိဒေယတတ္တိတဲ့မယ်နော်ကုသလောဓမ္မောအကုသလတ္တဓမ္မတဥပနိဒေယပစ္စေနပစ္စယောကုသိုလ်လုပ်ရင်းကနေလည်းအကုသိုလ်ဖြစ်တာအကုသိုလ်လုပ်ရင်းကလည်းကုသိုလ်ဖြစ်တာအကြောင်းဆိုတာတခုကိုအကြောင်းပြုပြီးလုပ်တဲ့အလုပ်ကတော့ကုသိုလ်အလုပ်ပဲဒါပေမဲ့လို့မလုပ်တတ်လို့ရှိရင်အကုသိုလ်ပဲရောက်လာပြောင်းလဲမှုတွေဖြစ်ပေါ်လာဒါကြောင့်ပြောင်းတယ်ဆိုတာဘယ်ကနေပြောင်းလာတော့ဆိုစိတ်ဓာတ်ကနေပြောင်းဒါကြောင့်မို့စိတ်ထားဖြူစင်မှုလိုအပ်တယ်ဘုံစွမ်းလောင်းလို့စိတ်ထားဖြူမှအင်တမအရေးကြီးတဲ့ကိစ္စမြန်မာနိုင်ငံမှာကုသိုလ်ကောင်းမှုလုပ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဒါကိုအလွန်တတိထားရမယ့်ကိစ္စတွေဖရာဂောပကတွေအင်တမတတိထားရမယ့်ကိစ္စတွေဖရာတရားတန်ခါနဲ့ပတ်သက်လာတဲ့အလုပ်တွေကိုလုပ်ပြီးဆိုလို့ရှိရင်အတိမ်အဆောင်မခံကိုယ်စိတ်ဓာတ်အလွန်တန်ရှင်းစင်ကြယ်တဲ့စိတ်ဓာတ်နဲ့လုပ်ဖို့လိုအပ်တယ်အဲ့ဒီလိုမှစိတ်ဓာတ်မခံဘူးဆိုရင်မလုပ်ဖဲနေတာကကုသိုလ်ပိုရနိုင်တယ်အပြစ်ကင်းတယ်ပေါ့မလုပ်ဖဲနေရင်အပြစ်ကင်းလုပ်ပြီးဆိုလို့ရှိရင်လည်းအပြစ်မဖြစ်အောင်လုပ်တတ်ဖို့ဒါတွေကမသိလို့လုပ်မိတဲ့ပုံကိုယ်တွေသိအောင်လို့ပြောပြလုပ်မိတယ်ဆိုရင်မြန်မာနိုင်ငံမှာဘာတွေဖြစ်တုံးဆိုကိုသိတဲ့လောက်ပြောရမယ်အကုန်လုံးသိတာတော့မဟုတ်ဘူးတချို့တရားပွဲကျင်းပတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီတရားပွဲကျင်းပတဲ့အဖွဲ့တွေဟာတရားပွဲအတွက်ဓမ္မပူဇာဆိုပြီးတော့အလှခံထားပြီးအဲ့ဒီဓမ္မပူဇာတွေတဲကနေဘာလုပ်လဲဆိုတန်ချက်ဆက်ဖို့တို့တယ်လီဗီရှင်းရိုက်တဲ့ဖို့တို့နောက်ဆုံးမှာပြင်ဆင်စရိတ်တွေတို့ဘာတို့အဲ့ဒီထဲကနေပြီးတော့သုံးတယ်ဆိုတာကြားသိရတယ်ကိုယ်တိုင်လည်းတစ်ခါတွေးလိုက်တယ်အဲ့ဒါမျိုးတွေဟာမလုပ်ထိုက်တဲ့ကိစ္စတခုလှူတဲ့လူကဓမ္မပူဇာလို့လှူသွားလို့ရှိရင်ဓမ္မဝယ်ပူဇော်ရမှာဖြစ်တယ်ပေါ့ခொနကမန္တဖို့တို့အတန်ချက်ဆက်ဖို့တို့မိဖို့တို့ဘာညာကြံတဲ့ကုန်ကြစရိတ်တွေကတိတတ်မယ်ရှာဖွေတဲ့အလူရှင်ရှားမယ်တိတတ်ဓမ္မပူဇာဆိုတဲ့ထဲကနေမသုံးသင့်ဘူးဘာဖြစ်လို့တော့ဆိုအများလှူတာကဓမ္မပူဇာလို့လှူထားတာကိုကပူဇာရဲမထည့်ပဲနဲ့တခြားဟာတွေသုံးတယ်ဆိုရင်တလွဲအသုံးချတယ်လို့ခေါ်တယ်ရဟန်းတော်တွေဆိုလို့ရှိရင်ဒီလိုအပြောင်းလဲလှုပ်တာမျိုးကိုလုံးဝမလုပ်အောင်ဘုန်းကြီးတွေဆိုရင်အဘတ်တင်ဆိုပါစို့ရွှေကုံဘုရားကိုလှူဖို့ဆိုတဲ့ရည်ရွယ်ထားတဲ့ပစ္စည်းတစ်ခုကိုသုလိဘုရားပြောင်းပြီးတော့လှူခိုင်းလို့မရဘူးကုသိုလ်ရှင်ကရွှေကုံဘုရားကိုစိတ်ညွတ်ထားလို့ရှိရင်အဲ့ဒီစိတ်ညွတ်ပြီးသားဘုရားချင်းတောင်မှပဲရွှေကုံဘုရားကိုပဲလှူရမယ်အဲ့ဒါကိုရွှေကုံဘုရားကချမ်းသာပါတယ်သုလိဘုရားကိုလှူပါလို့သွားပြောရင်ရဟန်းနေမှာအဘသင့်မလို့အောင်ဘုရားမျိုးอ่ะအဲ့တော့အဲ့ဒီမှာတောင်မှပဲရဟန်းတွေမှာတောင်အပြစ်ရှိတယ်ဆိုတော့လူတွေမှာရည်ရွယ်ချက်တစ်ခုနဲ့လှူဒန်းထားတဲ့ပစ္စည်းတစ်ခုကိုအလွဲသုံးစားသွားလုပ်မယ်ဆိုလို့ရှိရင်ဒီအပြစ်ကကိုယ့်ပုံမှာကြာရောက်လာမှာသိကြတယ်ပေါ့ဒါကြောင့်မို့ဒါတွေဟာဘာသာတရားလောက်ကင်ဆောင်ရတဲ့အခါမှာစိတ်ဓာတ်တွေဖြူစင်မှုအမြဲတမ်းအရေးကြီးတယ်တတ်မှန်ပြတ်ပြတ်လုပ်ဖို့လိုအပ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့မတန်ရှင်းတဲ့စိတ်ဓာတ်တွေနဲ့လောက်တာဘာသာရေးကိစ္စလုပ်တယ်လို့ဆိုပြီးလုပ်နေဘာသာရေးတွေကနေပြီးတော့အလွဲသုံးစားတွေလုပ်မယ်ဆိုလို့ရှိရင်တော့အကုသိုလ်တွေဖြစ်အောင်မှာပဲကုသိုလ်တွေပဲငရဲတပိတ်တာဆိုတာအဲ့ဒါမျိုးကိုဆိုလိုတာအဲ့ဒါကြောင့်မို့လို့ကုသိုလ်ဆိုရင်ကုသိုလ်တန်တန်ပြတ်ပြတ်ရအောင်ကြိုးစားအားထုတ်သင့်တယ်
အဲ့ဒါကိုဆိုလို့တယ်ဆွန်လောင်းပြီဆိုလို့ရှိရင်လည်းဒါသိအရေးကြီးတယ်ပေါ့တန်ဃာတွေဆွန်လောင်းမို့လို့အလူခံတယ်အလူခံထားတဲ့ငွေကြေးဟာတပြားတစ်ချက်မှတစ်ပြည့်နေရာမှာမသုံးနိုင်ဘူးသုံးပြီဆိုလို့ရှိရင်အကုသိုလ်ဖြစ်မှသိချတယ်ပေါ့ဒါကြောင့်မို့တချို့ကတော့လေဒါမျိုးကိုရှောင်တယ်ပေါ့တချို့ကြတော့လေရိုးလာတဲ့အခါမှာမရှောင်မဲနဲ့လှုပ်တတ်မိတယ်ပေါ့အဲ့ဒါလို့မလှုပ်ပြီးဖို့အမှန်တမ်းအရေးကြီးတယ်ကိုလှုပ်တဲ့လှုပ်ကကုသိုလ်ရတယ်လို့လှုပ်တာကုသိုလ်ရမယ်လှုပ်ကိုကုသိုလ်ရအောင်လှုပ်နိုင်မှပို့ပြီးတော့အကျိုးရှိမှဖြစ်တယ်ကုသိုလ်လှုပ်ပြီးအကုသိုလ်တွေဖြစ်နေမယ်ဆိုရင်ကိုယ့်အတွက်ဟာနစ်နာဆုံးရှုံးခြင်းတစ်ခုပဲဒါကြောင့်မို့စိတ်ထားဖြူစင်ရမယ်ရိုးသားရမယ်ဖြောင့်မတ်ရမယ်ဆိုတာအမှန်တမ်းအရေးကြီးတဲ့ဘာသာရေးလုပ်ငန်းတွေဒါဖြစ်တယ်ပေါ့ကုသိုလ်တန်တန်ကြံကြံရအောင်ကြိုးစားဖို့ဒီအသိဉာဏ်တွေရှိပြီးတော့လုပ်ဖို့အမှန်တမ်းအရေးကြီးတယ်ပေါ့အခုလိုတန်ဃာတွေကိုရည်စူးပြီးတော့ဆွမ်းလောင်းတယ်ဆိုတဲ့လုပ်ငန်းဟာအလွန်မမြတ်တဲ့အလုပ်ပဲရသော်ဘုရားကိုယ်တိုင်ကလည်းတန်ဃာဒါနဟာအလွန်အကျိုးကြီးတယ်လို့ဒီလိုဟောတယ်ဘုရားသခင်ကိုယ်တော်မြတ်ကယဟန်တန်ဃာတွေကိုပိဏိယလောဘဘောဇနနိတ္တယပပ္ပစ္ဆတထတိယာဝစီဝံဥဒ္ဒဟောကရဏီယောသာသနာပေါင်းဝင်လာပြီဆိုလို့ရှိရင်ဆွမ်းခံလို့ရတဲ့ဆွမ်းပေါ်မှာအမိပြုပြီးတော့တရားဓမ္မကျင့်ကြံကြုတ်ကိုအထောက်ရမယ်လို့ဆိုတာခဏိထီအောင်ပဲဒီအဆုံးအမကိုပေးနေတော့မှဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပထမဆုံးအကြိမ်ကပိလုနေပြည်တော်ကိုကြွရောက်တဲ့အခါမှာဆွေတွေမျိုးတွေဘလောက်ပဲများဘု து အိမ်မှာမကြွပဲနဲ့မြို့ထဲမှာဆွမ်းခံထွက်ခဲ့တယ်ဆိုတာဘုဒ္ဓဝင်ဖတ်ဖူးသူတိုင်းသိတယ်ပေါ့အဲ့ဒါကြောင့်မို့ဆွမ်းခံကြွလာတဲ့ပုဂ္ဂိုလ်ဆွမ်းလောင်းရတယ်ဆိုတဲ့ကုသိုလ်အင်တမကြီးမားတဲ့ကုသိုလ်ဖြစ်တယ်ရှင်နုရုဒ္ဓမထေရမြတ်ဆွမ်းခံကြွလာတာကိုဆွမ်းလေးတစ်စွန်းလောင်းလိုက်ရတဲ့အိန္ဒကနတ်သားဟာအဘိဓမ္မာဒေသနာတော်အဘိဓမ္မာတရားပွဲကြီးမှာမေတော်မိနတ်သားအနီးမှာထိုင်ပြီးတော့မြတ်စွာဘုရားနဲ့အနိကဆုံးနေရာမှာထိုင်ပြီးတော့တရားနာနိုင်လောက်အောင်ဘုန်းတကိုးတွေကြီးမားတယ်ပေါ့ထမေချောင်းစည်းအောင်သာသနာ့ဘမှာလှူခဲ့တဲ့အင်္ဂုရနတ်သားကြတော့ဘုရားနာမှာအရင်ရောက်နေလင်းကစားဘုန်းတကိုးကသေးငယ်သည့်အတွက်ကြောင့်သူ့တဲ့ဘုန်းတကိုးကြီးတဲ့နတ်တွေလာတဲ့အခါဆုပ်ပေးလိုက်ရတာ12ယူဇနာလောက်ဘုရားနဲ့ဝေးကွာသွားတဲ့နေရာရောက်သွားဒါကြောင့်မို့ဆွမ်းလောင်းလူရတဲ့ကုသိုလ်စေတနာရဲ့စွမ်းအားဟာအရှိန်ဝါအမှန်တမ်းကြီးတယ်လို့ဆိုတာဝန္တာစရာမှတ်သားထားပြီးတော့တို့တွေဟာအမောမြတ်ဆုံးကုသိုလ်လုပ်ငန်းကြီးကိုလုပ်နေသည့်အတွက်ကြောင့်မော်မြတ်တဲ့စိတ်ဓာတ်နဲ့တို့တွေလုပ်ရမှာဖြစ်တယ်ဆိုတာစိတ်ထဲနှလုံးထဲမှာမှတ်သားထားဖို့လိုအပ်တယ်မှတ်သားထားပြီးတဲ့အခါမော်မြတ်တန်ရှင်းတဲ့စိတ်ဓာတ်နဲ့ပဲဒီကုသိုလ်ကောင်းမှုတွေကိုရအောင်ယူသင့်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့စွမ်းစံတော့ချက်ချေရောဆိုတာလို့မကောင်းတဲ့စိတ်ဓာတ်တွေဝင်တလွဲအသုံးပြုမယ်ဆိုလို့ရှိရင်အကုသိုလ်ဖြစ်ဖို့အလွန်တဲ့အလွန်နီးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့အကုသိုလ်ဘက်ကိုတိမ်ဆောင်သွားမယ်ဆိုလို့ရှိရင်ကိုကျိုးနေတယ်ကုသိုလ်ရဲ့လို့ကိုကလှုပ်တာရလိုက်တော့အကုသိုလ်တွေရနေတယ်ဆိုရင်အမတန်မှကိုကျိုးနေတာပေါ့ဒါကြောင့်မို့ဒါတွေဟာအမတန်မှသတိထားရမယ့်အချက်တွေနောက်တစ်ခါအများမှာအလူခံပြီးတော့ဒါနကောင်းမှုလုပ်ပြီးဆိုတဲ့အခါမှာစိတ်ရှည်တီးခံဆိုတာအမှန်တမ်းအရေးကြီးတယ်အများနဲ့လုပ်တဲ့အခါမှာစိတ်ရှည်မှုတီးခံမှုအမျှော်မြင်ဉာဏ်ရှိမှုဆိုတာအရေးကြီးတယ်ရှေးခေတ်ကလည်းဘုရားလက်ထက်တော်အခါကာလတုန်းကသံဃာတော်တွေမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီပိဋကတ်တစ်ခုမှတရားဟောလိုက်တာလူကို၄မျိုး၄စားခွဲခြားပြီးတော့ဟောတယ်လောကမှာတဲ့ဒါနကောင်းမှုနဲ့ပတ်သက်ပြီးကိုယ်တိုင်သာလှူဒန်းပြီးသူများမတိုက်တွန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တော့လှူဒန်းတယ်သူတစ်ပါးကိုမတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်တိုင်လှူဒန်းသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာကျွယ်ဝတော်လည်းပဲသူများကိုမတိုက်တွန်းခဲ့တဲ့ကုသိုလ်တိုက်တွန်းခဲ့တဲ့ကုသိုလ်မရှိသည့်အတွက်ကြောင့်
သူဟာအချမ်းရနဲပါတယ်ဒီအကျိုးကမပြည့်စုံတဲ့အကျိုးပေါ့ကိုယ်တိုင်လှူခြင်းဒါနကောင်းမှုကြောင့်ဖြစ်လျက်ဘဝမှာစည်းစိမ်ဥစ္စာတော့ရှိပါရဲ့သို့မဟုတ်အချမ်းရမရှိဘူးတဲ့အေးကိုယ်တိုင်တော့မလှူဘူးသူများကိုတိုက်တွန်းတယ်ကိုယ်တိုင်တော့မလှူဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်တိုင်မလှူသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာဓနကျွယ်ဝတာတော့မရှိဘူးသို့သောသူများကိုလှူဖို့တိုက်တွန်းနှိုးဆော်ခဲ့သည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအချမ်းရံနေတော့များတယ်မိသားစုများတယ်ဒီလိုဆိုကိုယ်လည်းမလှူဘူးသူများလည်းမတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ချမ်းရံလည်းမရှိဘူးစီစဉ်ဥစ္စာလည်းမပြည့်စုံဘူးဆိုတဲ့ဘဝမျိုးရောက်တယ်ကိုယ်တိုင်လည်းလှူတယ်သူများကိုလည်းတိုက်တွန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကြတော့ပစ္စည်းဥစ္စာလည်းချမ်းသာတယ်အချမ်းရံနေလည်းများတယ်ဆိုတဲ့အကောင်းဆုံးအကျိုးပေးမှုပြည့်စုံတဲ့အကျိုးကိုရတယ်လို့တခါတော့ကမြတ်စွာဘုရားဟောတဲ့တရားကိုကြားနာလိုက်ရတဲ့ပုဂ္ဂိုလ်တူကဒီတရားကိုမှတ်သားထားပြီးတော့အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်အောင်သူကြိုးစားမယ်ဆိုပြီးမြို့ရဲရွာထဲမှာလိုက်ပြီးတော့လှူခံတယ်တိုက်တွန်းတယ်သူကိုယ်တိုင်လည်းကုသိုလ်အတွက်ထဲ့ဝင်တယ်သူကိုယ်တိုင်လည်းလှူတယ်အများကိုလည်းတိုက်တွန်းတယ်ဆိုတဲ့ဘုံစွမ်းလောင်းတဲ့လုပ်ငန်းမျိုးကိုသူဟာကြိုးစားအထောက်ခဲ့အဲ့ဒါလို့ကြိုးစားအထောက်တဲ့အခါမှာကိုကလိုက်လံပြီးတော့အလှူခံတဲ့အခါမှာအလှူခံပုဂ္ဂိုလ်ဆိုတာသိခံမှုရှိရတချို့ပုဂ္ဂိုလ်တွေကအလှူခံတာကိုမကြိုက်လို့တချို့အိမ်တွေမှာအလှူခံခြင်းသိခံမှလို့တောင်ရေးထားတာရှိတယ်တချို့အိမ်တွေကြတော့ခွေးကြိုက်တတ်သည်လို့ရေးထားတယ်အလှူခံလာမှဆုံးလို့အဲ့ဒါလို့လူဆိုတာအမျိုးမျိုးရှိတယ်အဲ့ဒီမဲ့ဒီပုဂ္ဂိုလ်ကသွားပြီးတော့အလှူခံတဲ့အခါကျတော့လူတယောက်ကကိုယ့်ဘက်ကိုလှူနိုင်ရင်ကိုယ့်ဘက်ကိုလှူမယ်လှူကြပါတန်းကြပါနဲ့သူများကိုပြောတာမကြိုက်တဲ့ပုဂ္ဂိုလ်ကရွဲ့ပြီးတော့စီလေးကတစ်စက်ပဲလေးကတစ်စီးနှစ်စီးဆန်လေးကတစ်စီးနှစ်စီးနှမ်းလေးကတစ်စီးနှစ်စီးဆိုတာလက်ချောင်းလေးသုံးချောင်းနဲ့ယူပြီးတော့တမင်ရွဲ့ပြီးတော့ထဲ့တာမျိုးတောင်ကြုံခဲ့ရဘူးတဲ့အဲ့ဒါမျိုးကိုသိခံနိုင်စွမ်းရှိရမယ်လို့ဒီလိုဆိုလို့တယ်သိခံနိုင်စွမ်းရှိရမယ်စိတ်ဓာတ်ဟာမပြတ်ပြားပဲဘယ်သူပဲလှူသည်များအားလုံးဟာတူမြသောစေတနာနဲ့လှူတယ်လို့စိတ်ထဲမှာထားပြီးတော့နော်နည်းနည်းထည့်လို့ရှင်မကြေမနပ်လောက်တာမျိုးမလုပ်သင့်ဘူးပေါ့များလှူတဲ့ပုဂ္ဂိုလ်ဒီမျက်နှာလူမျက်နှာရလောက်တာမျိုးလည်းမလုပ်အောင်နည်းနည်းလှူလို့ဒီမဲ့တာရွဲ့တာလည်းမလုပ်အောင်ဘယ်ပုဂ္ဂိုလ်မျိုးပဲသူ့အတိုင်းတာနဲ့သူ့အတူလှူတာဖြစ်ဓာန်လူညီမြစိတ်ထဲမှာဝမ်းသာကြည်နူးတဲ့စိတ်ထားအေးသူတတ်နိုင်တယ်လို့လှူတာပဲဆိုတဲ့စိတ်ဓာတ်မျိုးမွေးမြူနိုင်မှသူများကိုလိုက်ပြီးတော့လှူခံတာအမတန်မှဒီအလုပ်ကိုလုပ်တဲ့နဲ့တဲ့အဲ့ဒါလို့မဟုတ်ဘူးဆိုရင်ကိုလုပ်တဲ့အလုပ်ကကုသိုလ်စိတ်ဓာတ်ကတူညီစွာမထားနိုင်ဘူးဆိုရင်အကုသိုလ်စိတ်ဓာတ်တွေဖြစ်ပေါ်လာတယ်ဒါကြောင့်မို့လို့ဒါလည်းအလွန်တတိထားရမယ့်ကိစ္စတစ်ခုပဲလွန်တတိထားရမယ်ဒါနကောင်းမှုလုပ်တယ်ဆိုတာယဟန်တန်ဃာတွေဆွမ်းခံကြွလာလို့လောင်းနဲ့လှူတယ်ဆိုတဲ့ဒီအလှူဟာစိတ်ထဲမှာဘယ်လောက်ထိအောင်ထားရမလဲလို့ဆိုလို့ရှိရင်အိမ်တိုင်းမှာရှိကြတဲ့ကုသိုလ်ရှင်တွေတော့မဟုတ်အများကိုနှိုးဆော်ပြီးတော့ဝေယဝိဆယူပြီးတော့ဘုံစွမ်းလောင်းတဲ့အသင်းတွေတန်ဃာတွေကြွလာတာမြင်လို့ရှိရင်စိတ်ထဲကဖျားလက်ထက်ကယဟန္တာတွေရဲ့အနွယ်အဆက်ပဲလို့ဘယ်เจ้าကဘယ်ကိုယ်တော်ဆိုတာတွေးမနေနဲ့ဖျားလက်ထက်ကဖျားရဲ့တပည့်တာဝကတွေအစဉ်ဆက်ပဲဖျားလက်ထက်ကဒီလိုနေမှာပဲလို့ဒီတန်ဃာတွေကိုစိတ်ထဲမှာအာယုံထားပြီးတော့အဲ့ဒီတန်ဃာတွေရဲ့ကိုယ်စလဲဆိုတဲ့စိတ်နဲ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တယုတတိလောင်းလှူနိုင်မှုအရေးကြီးတယ်အဲ့လိုလောင်းလှူတဲ့အခါမှာမလေးမစားနဲ့စကားမျိုးတွေမပြောမိအောင်လည်းသတိထားပြောလိုက်တဲ့ဆိုတဲ့ကောဝစီကံလို့ခေါ်တယ်အဲ့ဒီဝစီကံဟာပြောတဲ့ပုဂ္ဂိုလ်ဒီယဟန်တန်ဃာကိုယဟန်တန်ဃာက
ကြီးညိုပွဲရမဆောင်လင့်ကစားမဆောင်တာကသူ့တောင်းသူ့အတွက်သူ့ပဲသူနဲ့သာဆိုင်တယ်ကိုကနေပြီးတော့ယဟန်တန်ဃာကိုပြောလိုက်မယ်ဆိုလို့ရှိရင်နော်ဆဲရီတိုင်းထွာမှုဆိုတာနေမဲငဆဆဲမှဆဲတယ်လို့ခေါ်တာမဟုတ်ဘူးနော်ဆဲရီချင်းဆဲမျိုးဆိုတဲ့အထဲမှာအနာနဲ့ခေါ်ရင်လည်းဆဲတာလို့ပြောတယ်အရာအမောင်းနဲ့ပြောရင်လည်းဆဲတာပဲလို့ပြောတယ်ဥပမာမဲ့အရက်ပူတဲ့လူကိုငပုလို့ပြောရင်ဒါလည်းဆဲတာပဲနော်အသားမဲတဲ့လူကိုငမဲလို့ခေါ်လို့ရှိရင်လည်းဆဲတာပဲအဲ့ဒါလို့ဆဲမှုတွေဆိုတာကတစုံတစ်ခုကိုအကြောင်းပြုပြီးတော့မလိုမုန်းထားတဲ့စိတ်နဲ့ပြောတာမှန်သမျှဆဲရည်တယ်လို့ခေါ်ဆဲရည်တယ်လို့ခေါ်အဲ့ဒါမျိုးမဖြစ်ဖို့အမှန်တမ်းအရေးကြီးတယ်နော်အမှန်တမ်းအရေးကြီးအဲ့ဒါလို့ထားနိုင်မှဒီအလုပ်မျိုးကိုလုပ်တဲ့အဲ့ဒီစိတ်မျိုးမထားနိုင်ဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကအကုသိုလ်တွေကိုရအောင်လုပ်နေတယ်လို့ဖြစ်နေတယ်ကုသိုလ်စစ်စစ်ရဖို့ရာအတွက်စိတ်တော်ရာဖြူစင်မှုခဏမှာဝိဇိတဘုရင်ကြီးကိုပညာရှိကတတိပေးတယ်လို့ပဲကိုယ်စိတ်တွေဟာကိုယ်ဘလောက်ထားနိုင်တယ်လဲစိတ်ဓာတ်ကြံ့ခိုင်အောင်ဘလောက်ထားနိုင်ပြီလဲအဲ့ဒီပေါ်မှာမူတည်ရအဲ့ဒါလို့ကိုယ်စိတ်ဓာတ်ကိုကိုပြုပြင်ပြီးမှအခုလိုလုပ်မယ်ဆိုလို့ရှိရင်ကိုလောင်းလူသမျှဟာမြည်သည့်ပုဂ္ဂိုလ်ကိုပဲလောင်းလူသမျှယန္တာဆိုတဲ့ဒီတန်ဃာဆိုတဲ့ရည်စူးချက်နဲ့လှူသည့်အတွက်ကြောင့်မြတ်စွာဘုရားဟောတဲ့အတိုင်းအကျိုးကျေးဇူးဟာဒီဒါနကောင်းမှုရဲ့အကျိုးဟာအသင်္ချေယအပမေယမရေမတွက်နိုင်တော့အောင်အကျိုးများမယ်လို့ဒါဟာလက်ခံနိုင်ကြရှိမြတ်စွာဘုရားသခင်ကိုရောမြတ်ကတက္ကိဏဝိပင်ကသုတ်တံမှာဘယ်လိုဟောထားတော့ဆိုရင်နောင်နာကမှာဆိုလို့ရှိရင်တဲ့ယဟန်တန်ဃာတွေရဲ့အနွယ်ဆက်တွေကိုပြောင်းလဲဖြစ်ပေါ်စေတတ်တဲ့အနွယ်သစ်ကာတာဝခန္ဓာသင်္ကန်းကိုလည်းပဲမှာသင်္ကေတသဘောမျိုးနဲ့သင်္ကန်းလေးလည်းပဲမှာပတ်ထားတဲ့ဘုန်းကြီးတုယဟန်တုယဟန်ရောင်တွေဆိုတာနောက်တစ်ခေတ်မှာပေါ်လာလိမ့်မယ်ကိုကျင့်သီလလုံးဝမရှိတဲ့ယဟန်တွေပေါ်ထွန်းလာလိမ့်မယ်ယဟန်လို့ခေါ်ရတဲ့ဒုသီလတွေပေါ်ထွန်းလာလိမ့်မယ်အဲ့ဒီလိုပေါ်ထွန်းလာတဲ့ပုဂ္ဂိုလ်တောင်မှပဲအရိယာသူတော်စင်တွေကနေပြီးဆက်သွယ်လာတဲ့ယဟန်တန်ဃာဆိုတဲ့အမှတ်နဲ့တန်ဃာကိုရည်စူးပြီးတော့ဒါနကောင်းမှုပြုနိုင်မယ်ဆိုရင်အကျိုးကျေးဇူးတွေဟာအပြည့်အဝရနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောဘုရားဆိုတာဘယ်တော့မှလည်းပိုမပြောဘူးလျှော့လည်းမပြောဘူးအမှန်တိုင်းပဲပြောတယ်မြတ်စွာဘုရားရဲ့စကားဟာလွဲမှားမှုလုံးဝမရှိဘူးအဒိစ္စဝေစနာဗုဒ္ဓမြတ်စွာဘုရားစကားဘယ်တော့မှမခွာလည်းမပြောဘူးမှန်ကန်တဲ့စကားမျိုးကိုသာလေအမြဲတမ်းပြောတာဖြစ်သောကြောင့်မြတ်စွာဘုရားစကားဒီတိကျတယ်မှန်ကန်တယ်ဒုတိလကိုတောင်တန်ဃာကိုရည်စူးပြီးလှူလို့ရှိရင်တဲ့အကျိုးကျေးဇူးဟာအနန္တအပမေယဖြစ်ပါတယ်လို့တက္ကိဏဝိပင်ကသုံးပါဒီလိုဟောထားအလှူဒါနလှူတဲ့ပုဂ္ဂိုလ်တွေဟာတတိထားစရာကောင်းတာမြတ်စွာဘုရားဒီသုတ္တမဟောထားတဲ့အထဲမှာအလှူဒါနနဲ့ပတ်သက်ပြီးတော့အလှူရှင်နဲ့အလှူခံဒီနှစ်ခုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ဆိုပါစို့အလှူရှင်ကသီလရှိတယ်အလှူခံကသီလမရှိဘူးအဲ့ဒီလိုအလှူရှင်ကတော့သီလရှိတယ်အလှူခံကသီလမရှိဘူးလှူလိုက်တယ်အဲ့ဒီလှူလိုက်တဲ့အလှူဟာအလှူရှင်ကသီလရှိသည့်အတွက်ကြောင့်ဒီအလှူရဲ့အကျိုးဟာကြီးမားတယ်လို့ဒီဘက်ကဒီရှုထောင့်ကနေကြည့်ပြီးတော့အကျိုးရတယ်လို့ဟောတယ်အကျိုးရတယ်ဘလားသမဖြစ်ဘူးအဲ့တော့ဒါကိုကြည့်မယ်ဆိုရင်အလှူရှင်တွေကကိုယ့်ဘက်ကသီလရှိအောင်ကြိုးစားဖို့ကအဓိကကြနောက်တစ်ခုအလှူခံပုဂ္ဂိုလ်ကသီလရှိတယ်တဲ့အလှူရှင်ကသီလမရှိဘူးအဲ့ဒါဆိုရင်အလှူခံပုဂ္ဂိုလ်ဘက်ကြောင့်အလှူခံပုဂ္ဂိုလ်ကြောင့်သူဟာအကျိုးရတယ်အလှူရှင်ကလည်းသီလမရှိဘူးအလှူခံပုဂ္ဂိုလ်ကလည်းသီလမရှိဘူးဆိုရင်တော့အဲ့ဒီဒါနကောင်းမှုဟာအညံ့ဆုံးဒါနကောင်းမှုဖြစ်တယ်ပေါ့အလှူရှင်ကလည်းသီလရှိမယ်အလှူပုဂ္ဂိုလ်ကလည်းသီလရှိမယ်ဆိုရင်တော့အကောင်းဆုံးဒါနဖြစ်တယ်ပေါ့အဲ့ဒီလို
Tekina Wibinga Doma Yasofia, Dilu Shimbi or Hota. Erajamu, Lurai Ha, Mimiru Gore, Tila, Santi, Sinjere, Nitan, Sonny Lama, Vechi, Mava Dilago, Ayobu being Ava Dila Santi, Son Lame. Go to a Yeji Zonga, Kukudo Yabua, Po Yeji. Kukudo Yabu Yeji, the Pedavo Davido, did their name, Weban name, so you know. Oh, Kudori, Yanet one night. Rema Musura, she did. The Kadegajaro, Pogo Turi, Shibi Melo, Pogo Turi, Yama Yankajaro, John the Kukuja, Gino Waya Mapipu Sura Mule, John Date. John Date. The Karanga, the Ujama, Jan or the Ba, Jan Edavane, Jan or the Ba, Song and Joa Kama. Eddie. A Gilo de Matejima, Lina Yoga Shiri. And the Enga Nevida saw the Somalon even Yagu Pubu lay laune. Yagu Pubu lay laune Kajaro. Eddie Matejiga 2 years. Asa Enga Yoga she needed Kajaro. Ti Yagu Pubu leo, Pomilea, Maegen Pomilea Lucy. 2. Asa a net tendore so we don't. Anina Mashire. Don't the dome of my time be up. Lambe Mave. Eddie Yaguli Emedwage. Pomeda. Pomeda. Miene Eddie Kurongera. Tigorojine no. Sada legend. A Miemedorenia time be up Pomeda. So we don't get it in Buddha. Hello, get it in Lightago. Tibejiga, tea light there, Kajaro. Chow Yao there, Kajaro, the debate in Gashi. Yandia Atoda Bear, Sin Yabilelo, so do a thought of a chipa we looked at. Era so in Gasha. Durogam Bogo, Yana Bogo, Pimami, the debate like that. Hello, the debate, Hogorolia, the wall video, do get in there, Koroji, Mapi Mammy, so we time it or crawl. Era new, Chile Meswin, 2 John and 2, Jamayanga, Magino, where Kesanu, Chipola, Tomave, Tuabito, Weaver, Namu, Melode, Mood, Devoto, Tautam and solution. And also, Pim Mare, say that you, Chipola that day. Eh, Dajamo. Ponzwan long lu, say tap you, so that Saga die. Mimiro Ponza, long lu Nija de Bogore, Mimiro Ludana, say tap you sends on it, Sonya Lokaima. Bobido Gonyo Janari Yamachete, to get Momiate Gudu Yigo Lode come. Momiate say that in Loma. A Jubiha, Tima Jepiama Pede. Cozy, Mata Nayu Lido. Say tap you sends on it. Bonzwan long luchin. Mahakudu ta nago. Sonya Naya Base Gondadi. Mita Boya on Tatawa Myaswa. He Yangwa. Chana Javasi Tadawa Myaswa Peyangwa Chana Javasi Mita Jan Tonga Shan Yenjan Javasi Mita Jan Tonga Shan Yenyan Javasi Ese Jama Sichana Loya Sanda Pivade Ese Jama Sichana Loya Sanda Pivade
ဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံပဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ယူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွဲညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောချက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့တွေကြိုင်လိုက်၍နေကြပါစေကုန်တည်း